နက်ပြန်ရေးကတွေးစားရမလွယ်ပါနဲ့ဖြေချက်သက်ပံဝေးချဆွေးရမှတေးကြတယ်မိကမျက်မှန်လေးနဲ့လေးမရဲ့ကွယ်တပြည့်ပြားလေးဆက်ဆံရေးကြောင့်ဝေးချရမယ်ပြန်ပါလေမိကနက်ပြန်ရေးကတွေးစားရမလွယ်ပါနဲ့ဖြေချက်သက်ပံဝေးချဆွေးရမှတေးကြတယ်မိကမျက်မှန်လေးနဲ့လေးမရဲ့ကွယ်တပြည့်ပြားလေးဆက်ဆံရေးကြောင့်ဝေးချရမယ်ပြန်ပါလေညာနှွဲခင်ကညာရဲ့မကွဲခွာခဲ့ခြင်းမာနဲ့တဲညာနှွဲခင်ကညာရဲ့အမြဲတမ်းလာခဲ့ခြင်းမာနဲ့ဒီရမနက်ပြန်ရေးကတွေးစားရမလွယ်ပါနဲ့အဖြေချက်သက်ပံဝေးချဆွေးရမှတေးကြတယ်မိကမျက်မှန်လေးနဲ့လေးမရဲ့ကွယ်တပြည့်ပြားလေးဆက်ဆံရေးကြောင့်ဝေးချရမယ်ပြန်ပါလေတဲညာနှွဲခင်ကညာရဲ့မကွဲခွာခဲ့ခြင်းမာနဲ့နှွဲခင်ကညာရဲ့အမြဲတမ်းလာခဲ့ချင်ပါလေရက်ကားလေးတွေကာကနာလို့တက်ထားလေးစီဆော်လာပါရင်တပတ်သားတွေနဲ့တာယာစိတ်ကြောင်းတောင်းစုပြပါမယ်ရက်ကားလေးတွေကာကနာလို့တက်ထားလေးစီဆော်လာပါရင်တပတ်သားတွေနဲ့တာယာစိတ်ကြောင်းတောင်းစုပါမယ်မမီလေးမလားကွယ်ခပ်ပြီးစေချောင်းရဲ့မေတို့မျိုးကခွာကနီးဒီပိုင်တော့ဆက်စရာကွယ်ဝေမကြတဲ့ခင်သမားမျက်နှာလေးရဲ့မျက်မှန်လေးကိုမကပြရရဲ့ကတော့ကလေးနဲ့နှုတ်ဆက်လိုက်ရင်မမီမျက်လုံးကအစင်တသမမိုးကိုသူပြောလိုက်သလိုနဲ့တဲ့ညာနှွဲခင်ကညာရဲ့မခွဲခွာခဲ့ခြင်းမာတယ်ညာနှွဲခင်ကညာရဲ့အမြဲတမ်းလာခဲ့ခြင်းမာတယ်တွေးစားရမလွယ်ပါနဲ့ဖြေချက်သက်ပံဝေးချဆွေးရမှတေးကြတယ်မိကမျက်မှန်လေးနဲ့လေးမရဲ့ကွယ်တပြည့်ပြားလေးဆက်ဆံရေးကြောင့်ဝေးချရမယ်ပြန်ပါလေမိကမနက်ပြန်ရေးကတွေးစားရမလွယ်ပါနဲ့ဖြေချက်သက်ပံဝေးချဆွေးရမှတေးကြတယ်မိကမျက်မှန်လေးနဲ့လေးမရဲ့ကွယ်တပြည့်ပြားလေးဆက်ဆံရေးကြောင့်ဝေးချရမယ်ပြန်ပါလေတဲညာနှွဲခင်ကညာရဲ့မကွဲခွာခဲ့ခြင်းမာနဲ့တဲညာနှွဲခင်ကညာရဲ့အမြဲတမ်းလာခဲ့ခြင်းမာနဲ့ရက်ကားလေးတွေကာကနာလို့တက်ထားလေးစီဆော်လာပါရင်တပတ်သားတွေနဲ့တာယာစိတ်ကြောင်းတောင်းစုပြပါမယ်ရက်ကားလေးတွေကာကနာလို့တက်ထားလေးစီဆော်လာပါရင်တပတ်သားတွေနဲ့တာယာစိတ်ကြောင်းတောင်းစုပြပါမယ်မမီလေးမလားကွယ်ခပ်ပြီးစေချောင်းရဲ့မေတို့မျိုးကခွာကနီးဒီပိုင်တော့ဆက်စရာကွယ်ဝေမကြတဲ့ခင်သမားမျက်နှာလေးရဲ့မျက်မှန်လေးကိုမကပြရရဲ့ကတော့ကလေးနဲ့နှုတ်ဆက်လိုက်ရင်မမီမျက်လုံးကအစင်တသမမိုးကိုသူပြောလိုက်သလိုနဲ့တဲ့ညာနှွဲခင်ကညာရဲ့မခွဲခွာခဲ့ခြင်းမာတယ်တဲ့ညာနှွဲခင်ကညာရဲ့အမြဲတမ်းလာခဲ့ခြင်းမာတယ်